10လုံးဗလီ30လုံးမှာကျွန်တော်မော်ဂျူးတစ်ခုလို့ခေါ်တဲ့အခါ10တစ်ခုကြီးစီကတရားသူ့ရဲ့လီဒီယန်ဟာကျွန်တော်ဘယ်လောက်ရှိလဲ 3.2 ပါ3.6 3.6 ဘိုက်ဟိုမဲစီမှာ3.6 ဘိုက်ကတော့မရှိပါဘူး3.2ပေါ့အဲ့တော့ကျွန်တော်သူ့ကိုထောက်ပြီးတော့ overtake ယူလိုက်တယ်33ရှိဒီမှာ33ပြရှေ့ကအနုပန်နေတော့ကျွန်တော်ထောက်တဲ့ပိုလာဒီမိုင်းနေဒါဆိုရင်ကျွန်တော်33ပုံရှိရပေါ့အဲ့တော့ကျွန်တော်Zခုက32.9ရောZခုကြီးကြီးဘူဒီက average 3.29ပုံရှိဒါက overtake ဒီဘက်ထိကွာဒီZခုကြီးကြီးရဲ့ဘူဒီဆိုရင်ကျွန်တော်ဒီမှာထောက်လိုက်ဆေးတခုကြီးကြီးဘိုးတို့အဲ့ဒါဆိုအဲ့လိုဆေးခုကိုပေါင်းပြီးတော့ကျွန်တော်ကဓာတ်တစ်ခုကိုကျွန်တော်ဘာလို့မော်ဂျူးတစ်ခုအဲ့လိုမော်ဂျူးကျွန်တော်ဘယ်နှခုပါတယ်10ခုဒီမှာ4လုံးဒီမှာ6လုံးမော်ဂျူး10လုံးအဲ့တော့သူ့ရဲ့ဘိုးက average ဆိုရင်320ခုဒါပေမဲ့တကယ်အဲ့တော့ခုမှလည်းကျွန်တော်ဆေးတခုကြီးကြီးလိုက်တိုင်းတော့သူပြနေတာ3.2လို့ပြောနေတယ်ကျွန်တော်အစားဆုံးတိုင်း